အိုးလာလာဒါကျွန်တော်လည်းမဆိုင်ဘူးနော်ဒါကျွန်တော်ရိုက်ထားတာမဟုတ်ဘူးဆိုတာပြောရချင်နော်ကျွန်တော်လည်းမဆိုင်ဘူးနော်ကျွန်တော်ရိုက်ထားတာမဟုတ်ပါဘူးနော်ဒီလိုပဲစဉ်းစားကြဒီလိုပဲသုံးသပ်ကြကျွန်တော်မသိပါဘူးနော်မင်းတို့ဘယ်လိုလုပ်မှာလဲမင်းတို့ဘယ်လိုလုပ်မှာလဲနော်ဘယ်လိုမှာလာလဲဒီချာလေးကြည့်ကြပါဒါကျွန်တော်လည်းမဆိုင်ဘူးနော်ကျွန်တော်ရိုက်ထားတာမဟုတ်ပါဘူးဆိုတာမင်းတို့သိပြောမယ်